ပေးသက်ကြီးဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကတော့ဒါရိုက်တာဇင်ယောမောင်မောင်ရှင်တိုက်မှုဖြစ်တဲ့သတင်းပါနေပြည်တော်စပြူတရီမြို့နယ်စင်းရုံအနီးမှာမေလ9ရက်နေ့ညနေပိုင်းကဒါရိုက်တာဇင်ယောမောင်မောင်ရှင်တိုက်မှုဖြစ်ပြီးဘယ်ဘက်ပေါင်လေရိုးကျိုးသွားတယ်လို့သိရပါတယ်လက်ရှိမှာတော့ဒါရိုက်တာဇင်ယောမောင်မောင်အနေနဲ့ကရင်တထောင်ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်နေပြည်တော်မှာဘယ်ဘက်ရင်ကျောကနေမောင်းလာတဲ့ရင်ကအရှိကားကိုကြော်တက်ကညာဘက်မှာမောင်းနှင်လာတဲ့အဖေစီးနှင်လာတဲ့ရင်ကိုပြင်းထန်စွာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်အဖေတရန်ကြီးမားမားဖြစ်မသွားပါဘူးအဖေကို CT စကန်စစ်ပြီးချိန်မှာအသက်အန္တရာယ်အရေးကြီးတဲ့အစိတ်ပိုင်းတွေစိုးရင်စရာမရှိဘဲဘယ်ဘက်ပေါင်လေရိုးကျိုးသွားတယ်လို့တားဖြစ်သူမင်းသက်မောင်မောင်ကသူ့ရဲ့လူမှုကွန်ရက်မှာအသိပေးထားပါတယ်အဲ့ဒီရင်တိုက်မှုမှာဒါရိုက်တာဇင်ယောမောင်မောင်အပြင်နောက်ထပ်အမျိုးသား3လည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးကရင်တထောင်ဆေးရုံကိုလူမှုကူညီရေးအသင်းသားတွေကပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ဒရိုက်တာဇင်ယောမောင်မောင်ရဲ့ဘယ်ဘက်ပေါင်လေရိုးကျိုးသွားတဲ့ဒဏ်ရာကိုတော့နေပြည်တော်ကရင်တထောင်ဆေးရုံမှာ operation ပြုလုပ်ပြီးဆက်လက်ကုသဖို့စီစဉ်နေတယ်လို့တားဖြစ်သူကအသိပေးထားပါတယ်ခင်ဗျာ